ဆောင်နေချင်းဖြာစာနင်းဝဲဝေနေချင်းမျိုးမနာနေချင်းနေချေအမောင်များရဲ့အကြောင်းကိုမင်းပြန်ပြောလေမပြပါနဲ့လက်ဘဝလေးရင်ဝေးနေနေစဉ်နဲ့ကဘာဥစားယူရမှုနဲ့ခုဘဝစားတင်မေဘာမှစဉ်းစားနေဘာမှလည်းမနေနဲ့ကိုရိုးညောင်ရဲ့ချက်ဘာမှရေးမ